မျိုးသမီးကငွေဆက်ကူအထက်လိုက်ကိုထုတ်ပြပြီးလေလွင့်သူတယောက်ကိုညစာတူစားဖို့ဖိတ်ခေါ်လိုက်တဲ့အခါဘေးနားကလေလွင့်သူတွေဟာမနာလိုဖြစ်ပြီးငင်းခုန်ကုန်ကြပါတယ်ဒါပေမဲ့ထောက်တနေရာမှာအေးအေးဆေးဆေးနဲ့သူ့ရဲ့စုပ်ပြဲနေတဲ့အင်ဂျီကိုစိတ်ဝင်စားချုပ်လုပ်နေတဲ့အာချန်ကတော့ဘာမှမဖြစ်တယ်လို့ပါပဲသူ့ရဲ့တည်ငြိမ်မှုကအာချန်ရဲ့တတိထားမိမှုကိုဆွဲဆောင်သွားခဲ့ပါတယ်အာချန်ကမင်းပတ်စံမလိုချင်ဘူးလားလို့မေးတဲ့အခါအာချန်ကတော့ဒီလိုပြင်းစရာကောင်းတဲ့ကစားပွဲမျိုးကိုမကစားချင်ဘူးလို့အေးအေးဆေးဆေးပဲပြောခဲ့ပါတယ်ဒီစကားကြောင့်အာချန်စိတ်မကြည်မနှက်ဖြစ်သွားပေမဲ့သူ့ရဲ့အရှုံးမပေးခြင်းနဲ့စိတ်ကိုနှိုးဆွပေးလိုက်တယ်လို့ဖြစ်ပြီးအာချန်သူ့နောက်လိုက်ခဲ့ဖို့ဘယ်လောက်ပေးရမလဲလို့မေးပါတော့တဲ့အာချန်ကလှောင်ပြုံးပြီးပတ်စံတုံးသူညလို့အလွယ်တကူပဲပြောလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအာချန်ကပတ်စံတွေကိုသူ့ရှေ့တန်းပေးလိုက်ပါတယ်ဒါဟာအာချန်ရဲ့စနောက်ပြီးပြောလိုက်တဲ့စကားတသက်တာဖြစ်ပေမဲ့သူမတကယ်ကြီးလုပ်လိုက်မယ်လို့မထင်ထားခဲ့ပါဘူးအမျိုးသမီးရဲ့ဆွဲထက်တန်မှုကိုမြင်တဲ့အခါမှာတော့အာချန်သဘောတူလိုက်ပြီးအဲ့ဒီပတ်စံတွေကိုသူ့ဘေးနားကလေလွင့်သူ2ယောက်ကိုပေးလိုက်ဖို့ပဲတောင်းဆိုခဲ့ပါတယ်အာချန်ဟာအံ့အားသင့်သွားရပါတယ်အဝိစာနွမ်းပါလာတဲ့ဒီယောက်ျားဟာလက်ထဲရောက်လာတဲ့စီးစိမ်တွေကိုဘာလို့အလွယ်တကူဆွလွတ်နိုင်ရတာလဲသူမလည်းလက်ထဲကပတ်စံတွေကိုအဲ့ဒီလေလွင့်သူ2ယောက်စီပေးလိုက်ပြီးအာချန်တယောက်အာချန်ရဲ့ခေါ်ဆောင်မှုနဲ့အတူကားပေါ်လိုက်ပါသွားခဲ့ပါတယ်အာချန်တယောက်ဒီလေလွင့်သူဟာသူမရဲ့ဘဝထဲကိုဝင်ရောက်လာပြီးမမေ့နိုင်စရာအချစ်ဇလန်တစ်ပုဒ်ဖြစ်လာလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးပါဘူးအာချန်ကသူ့ကိုတငယ်ချင်းဖြစ်သူရဲ့အလှပြင်ဆိုင်ကိုခေါ်သွားပြီးအတွင်ပြင်တစ်တစ်ခုအဖြစ်အလုံးစုံပြောင်းလဲပေးဖို့ပြင်ဆင်ခဲ့ပါတယ်အလှပြင်ဆရာကအာချန်ကိုခေါ်သွားတဲ့အချိန်မှာတော့အာချန်ကသူမရဲ့တငယ်ချင်းနဲ့စကားဆမြည်ပြောဖြစ်ခဲ့ပါတယ်တကယ်တော့အာချန်ဟာအိမ်ကစီစဉ်ပေးတဲ့လူတွေ့ပွဲကိုရှောင်လဲဖို့အတွက်လေလွင့်သူတယောက်ကိုရည်စားအဖြစ်ဟန်ဆောင်ခိုင်းဖို့ရှာဖွေခဲ့တာဖြစ်ပြီးဒါဟာသူမရဲ့တငယ်ချင်းကိုအံ့အားသင့်သွားစေပါတယ်သူတို့2ယောက်စကားကောင်းနေတော့မှပဲထိပ်ပြောင်တဲ့လူတယောက်ရုတ်တရက်ဝင်လာခဲ့ပါတယ်တငယ်ချင်းဖြစ်သူရဲ့မျက်နှာဟာချက်ချင်းပဲတင်းမာသွားခဲ့ပြီးအဲ့ဒီလူဟာဆိုင်လာခတိုးတောင်းဖို့လာတာဖြစ်ကြောင်းသိလိုက်ရပါတယ်ဒါဟာ2လအတွင်းတတိယအကြိမ်မြောက်ဆိုင်လာခတိုးတာဖြစ်ပြီးတငယ်ချင်းဖြစ်သူကမတိုးဖို့တောင်းပန်ပေမဲ့ရိုင်းဆိုင်တဲ့အဲ့ဒီလူကတော့လက်ခတ်မတိုးရင်ဖယ်ပေးဖို့ချင်းချောက်နေပါတယ်အဲ့ဒီအချိန်မှာပဲထိပ်ပြောင်ကြီးမင်းမနောက်ထပ်မိန်းမအသစ်ရှိနေပြန်ပြီလားဆိုတဲ့ရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်အတန်ကြားရကိုအဲ့ဒီလူလှည့်ကြည့်လိုက်တဲ့အခါရေချိုးပြီးခါစားအာချန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အာချန်နဲ့သူမရဲ့တငယ်ချင်းဟာအံ့ဩတုန်လှုပ်သွားကြပါတယ်အမြဲတမ်းလိုင်းဆိုင်ခတ်ထန်နေတဲ့ဒီလူဟာလေလွင့်သူတယောက်ကိုမြင်တာနဲ့ချက်ချင်းရိုးတေးဖြစ်သွားပြီးစကားပြောတဲ့နေရာမှာတော့ကြောက်ရွံ့တုန်လှုပ်မှုတွေရှိနေပါတယ်အာချန်ကသူဒီရေချိုးခန်းကိုသဘောကျကြောင်းနဲ့ဒီတနာစရာကောင်းတဲ့ကောင်မလေးကိုနောက်ခါမနှိမ့်ဆက်ဖို့ပြောတဲ့အခါအဲ့ဒီလူဟာကြောက်လန့်ပြီးစကားတော်မပြောရတော့ပါဘူးသူကဒါဟာနောက်ပြောင်တာဖြစ်ပြီးဆိုင်လာခကိုလည်းနောက်ပဲတော့မှမတိုးတော့ပါဘူးလို့ကမန်းကရန်ရှင်းပြပြီးကြောက်လန့်တကြားထွက်ပြေးသွားပါတော့တယ်ခုနကမြင်ကွင်းကြောင့်အာချန်အလွန်အံ့ဩသွားပြီးအာချန်နဲ့ဆိုင်ရှင်ကြားမှာဘလို့ပတ်သက်မှုရှိခဲ့လဲလို့ကမန်းကရန်မေးပါတော့တယ်ဒါပေမဲ့အာချန်ကတော့ခက်အေးပဲပြုံးပြီးဒါတွေကအတိတ်ကကိစ္စတွေပါလို့ပဲပြောခဲ့ပါတယ်တငယ်ချင်းဖြစ်သူကအလှပြင်ဆိုင်ကိုကယ်တင်ပေးခဲ့တဲ့အာချန်ကိုအထူးပဲကျေးဇူးတင်ရှိပြီးသူ့ကိုအခမ်းအနားဆုံးပုံစံပြင်ဆင်ပေးခြင်းနေပါတယ်ဒါပေမဲ့သူမှမသိတာကတော့အခုချိန်မှာအာချန်ဟာရှေ့ကြောက်ကြားစီမှာရင်ခုန်စိတ်လှုပ်ရှားပြီးအကြည့်မခွာနိုင်အောင်ဆွဲဆောင်ခံနေရပြီဆိုတာပါပဲသူမကအာချန်ရဲ့ခန္ဓာကိုယ်အချိုးစားကိုမတိမတာချီးကျူးမိတဲ့အခါတငယ်ချင်းဖြစ်သူကအာချန်တယောက်အချစ်တွင်းနဲ့တဆင်းသွားပြီလို့စနောက်ပါတော့တယ်အာချန်ကနှုတ်ကနေညှင်းဆိုနေပေမဲ့စိတ်ထဲမှာတော့လိုင်းတဘိုးတွေထန်နေပါပြီငကိုကညစ်ပတ်ပေရနေတဲ့လေလွင့်သူဟာသပင်ပုံစံအစ်စ်ပြောင်းလဲပြီးတဲ့နောက်မှာတော့အာချန်တယောက်လုံးဝကိုအံ့အားသင့်သွားရပါတယ်အခုချိန်မှာအာချန်ဟာရုပ်ရည်ကောအတွင်ပြင်ပါလုံးဝပြောင်းလဲသွားပြီးမျက်ခုံးမျက်ကွင်းတွေကြားမှာတည်ငြိမ်ရင်းကျက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေကရုပ်ရှင်မျက်နှာပြင်ပေါ်ကထွက်လာတဲ့မင်းသားတယောက်လိုဖြစ်နေပါပြီအာချန်တယောက်ငေးကြည့်နေမိပြီးတငယ်ချင်းဖြစ်သူတတိပေးမှပဲတတိပြန်ဝင်လာကအစင်သင့်ပြင်ထားတဲ့ဝတ်စုံကိုကမ်းပေးပြီးအဝတ်လဲဖို့ပြောလိုက်ပါတယ်သူမကတော့အပြင်ကနေစောင့်ဆိုင်နေခဲ့ပါတယ်အဝတ်လဲခန့်အကာအကွယ်နောက်ကနေအာချန်ကဒီညမင်းငါကိုဘာလုပ်ပေးစေချင်လဲလို့မေးတဲ့အခါအာချန်ဟာ